တစ်ချိန်ကပေါ့ဗျာ AI ဆိုတာကြားရများလွန်းလို့လူတွေတောင်ငီးငွေလာရဲ့အချိန် AI slop ဆိုတဲ့စကားလုံးတွေတောင်ခစ်စားလာတော့ဒါပဲပဲလေ2026အစောပိုင်းမှာတော့အဲ့ဒီအငီးငွေမှုတွေကိုဖြိုခွင်းပေမဲ့တူးအတီတစ်ခုထွက်လာတယ်သူ့နာမည်က Open Claw တဲ့သူကလူတွေရဲ့စိတ်လုံရှားမှုကိုတစ်ခါပြန်ပြီးမီးထိုးပေးလိုက်တယ်လို့ပါပဲကြားလိုက်ရတဲ့အတိုင်းပါပဲဒီစကားတစ်ခုနဲ့နဲ့တင်းရှေ့ဆက်ပြီးဘလောက်တောင်ပြန်ပါတာတွေချစ်လာမလဲဆိုအကိုအေးအောင်ပြနေတယ်လို့ပဲ AI agent တွေရဲ့အထိမ့်မနိုင်တိမ့်မရစွာကဘလောက်ထိကြောက်စရာကောင်းနိုင်လဲဆိုအကိုဒီဇလန်းကတက်သေးပြနေတာပါအစပိုင်းမှာတော့လေ Open Cloud က AI နဲ့ပတ်သက်ပြီးလူတွေထားခဲ့တဲ့မျှော်လင့်ချက်တွေအားလုံးကိုအသက်သွင်းပြီးမဲ့မော်ပညာတစ်ခုလိုပါပဲဟိုရင် virtual assistant တွေလို့ဟုတ်ကဲ့လို့ပဲဖြေတတ်တာမျိုးမဟုတ်တော့ဘူးတကယ်ကိုအလုပ်ပြီးအောင်လုပ်နိုင်တဲ့စကားနားထောင်တဲ့လက်ထောက်စစ်စစ်တီအောင်ရောက်လာပြီးဆိုပြီးလူတွေအားလုံးကယုံကြည်သွားကြတာပေါ့ဆိုတော့ OpenCL ဆိုတာဘာလဲရှင်းရှင်းလေးပြောရင်သူ့မှာဥနာအနေနဲ့ large language model LLM ကိုသုံးထားတယ်ပြီးတော့ကိုသုံးနေတဲ့ကွန်ပျူတာကိုသူ့ရဲ့ကိုခန္ဓာအဖြစ်အသုံးပြုခွင့်ပေးလိုက်တာပဲအဲ့ဒီတော့ဘာဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့ file တွေ email တွေ web browser တွေအကုန်လုံးကိုသူကအပြည့်အဝထင်းချုပ်သွားနိုင်တယ်ဆိုတဲ့သဘောပဲဗျာအဲ့ဒီတော့ဒါက Siri ကိုမေးခွန်းလေးဝေးတာ ChatGPT ကိုစာလေးခိုင်းတာတဲ့လုံးဝမတူတော့ဘူးအဆင့်ဒီအများကြီးကွာသွားပြီစဉ်းစားကြည့်လေကိုစားအလုပ်လုပ်ပေးရုံနဲ့မဟုတ်တော့ဘူးငွေကြီးဆုံးဖြတ်ချက်တွေချပေးတယ်ကိုစားဈေးစစ်ပေးတယ်ဒီလောက်ထိလုံနိုင်လာတော့တကယ် personal assistant အစစ်ကြီးဖြစ်လာတာပေါ့ဖတီးတူကိုတိုင်တောင်ဟာခဏဖြစ်ပေါ်တဲ့အဖြစ်တစ်ခုရှိခဲ့တယ်ဘာလဲဆိုတော့သူ့ AI agent က audio file format တစ်ခုကိုနားမလည်တဲ့အခါမှာသူ့ဘာသာသူ FFFPEG ဆိုတဲ့ format ပြောင်းခဲ့တူကိုရှာသုံးပြီးပြောင်းပစ်လိုက်တယ်ပြီးတော့မှ Carl ဆိုတဲ့ command နဲ့ opinion ကိုပို့ပြီးအဖြစ်ပြန်ရှာသွားတာအားရအကောင်းဆုံးကဘာလဲတိလားဒီလိုပြဿနာကိုဖြေရှင်းတတ်တောင်ဘသူကမှ program ရေးပြီးသင်ပေးတာမဟုတ်ဘူးသူ့ဘာသာသူဖြေရှင်းသွားတာကဲဒီလောက်တောင်စွမ်းထက်တဲ့တူးကိုလူတွေလက်ထက်ထဲဖေးလိုက်တဲ့အခါဘာတွေဆက်ဖြစ်လာမလဲအသုံးပြုသူတွေက Open Cloud ရဲ့စွမ်းအားကိုသူတို့ရဲ့နေ့စဉ်ဘဝမှာဘလို့တဲ့တောင်အသုံးချပြီးအန်အောက်စရာကောင်းတဲ့ရလဒ်တွေ fancy ခဲ့ကြလဲဆိုတာကိုတစ်ချက်ကြည့်လိုက်ကြရအောင်ဗျာဥပမာအနေနဲ့ပြောရရင် Alex Fan ဆိုတဲ့လူတစ်ယောက်ရှိတယ်သူက Open Cloud ကိုသူဟာ newsletter တွေရေးတယ် YouTube လည်းလုပ်တယ်လို့ပြောပြလိုက်ရုံပဲနောက်တနေ့မနေ့အိယာကနူလာတော့အန်အောက်စရာပဲ Open Cloud ကသူ့အတွက် content repurposing skill ဆိုတဲ့ custom skill အသစ်တစ်ခုကိုသူ့ဘာသာသူ fancy ပေးထားတာကိုတွေ့လိုက်ရတယ်ခိုင်းတော့မခိုင်းရသေးဘူးနော်နောက်ထပ်လက်တွေ့ကြတဲ့ဥပမာတစ်ခုကတော့ကားဝယ်တဲ့ကိစ္စပဲလူတစ်ယောက်ကသူ့ကိုဈေးတန်တာနဲ့ကားတစ်စီရှာပေးကိုတောင်းပေးလိုက်တယ်အဲ့ဒီမှာ Open Cloud bot ကဘာလုပ်တယ်လဲဆိုတော့ online forum တွေမှာဈေးနှုန်းတွေလိုက်လေလာတယ်ကားရောင်းပြခန်းတွေကို message ကြီးပို့တယ်ပြီးတော့အရေးကြီးဆုံးကလူတစ်ယောက်လိုပဲကိုစားဈေးစစ်ပေးလာတဲ့အထိအဆအဆုံးလုပ်ပေးသွားတာဆိုတော့ရလကဘယ်လိုဖြစ်မလဲအဲ့ဒီ bot ကလေကားရဲ့မူရင်းဈေးနှုန်းကနေဒေါ်လာ$4,200ဟုတ်ပါတယ်ဒေါ်လာ$4,200တိတိတတောင်ဈေးစစ်ပေးနိုင်ခဲ့တယ်မနှဲဘူးနော်ဒါမဲ့ဒီလိုအစွမ်းထက်ပြီးအသုံးဝင်လာတဲ့လက်ထောက်ရဲ့နောက်ွယ်မှာဘသူမှတိတ်တိမထောင်မိတဲ့အန်ဒရိုက်ကြီးတစ်ခုအဘုံကွယ်နေခဲ့တယ်ကဲအခုဒီဆာလန်ရဲ့အမောင်ဘတ်ချမ်းကိုတစ်ချက်လှန်ကြည့်လိုက်ကြအောင် AI ရဲ့ဖိခင်ကြီးတယောက်ဖြစ်တဲ့ Geoffrey Hinton ကပြောခဲ့တယ်လို့ပေါ့ ChatGPT က EDS7 တယောက်လိုပဲတဲ့အဓိပ္ပာယ်ကတော့တချို့နေရာမှာအရန်ကိုညံကောင်းပေမဲ့တကယ်အမှန်တရားကိုတော့နားမလည်ဘူးဆိုတာပဲအဲ့လိုဖြစ်နေတော့ဒီလိုတူးမျိုးဟာအရန်အန်ဒရယ်များပြီးလုံးဝယုံကြည်စိတ်ချလို့မရဘူးဆိုတဲ့အဓိပ္ပာယ်ပဲပေါ့ဒီတူးရဲ့အကြီးမားဆုံးလုံခြုံရေးဟာကွာက prompt injection လို့ခေါ်တယ်။နားလည်အောင်ရှင်းပြရင် hacker တွေကအစစ်ခတ်ထားတဲ့အမိန့်တွေကိုတာမန်စာသားတွေကြားထဲမှာညှက်ထည့်ပြီး AI ကိုလှည့်စားတာမျိုးပဲ AI အဲ့ဒါကိုအမိန့်အစစ်လို့ထင်ပြီးတော့ခိုင်းတဲ့အတိုင်းအခွန်လိုက်လောက်တော့တာပါပဲ prompt injection ကဘာလို့လုပ်ချင်နေရတာလဲအကြောင်းရင်းက AI ဟာအကြောင်းအရာနဲ့အမိန့်ကိုခွဲခြားပြီးမသိနိုင်လို့ပဲသူတို့ကတော့အလုံးက data တွေကြီးပဲအဲ့ဒီတော့ရောက်လာတဲ့ email တစ်စောင်ဝင်ကြည့်လိုက်တဲ့ website တစ်ခုအဲ့ဒါတွေအားလုံးဟာကိုပြန်တိုက်ခိုက်ကိုလက်နက်တစ်ခုဖြစ်သွားနိုင်တယ်ဆိုတဲ့သဘောပါပဲကဲဒီလုံခြုံရေးဟာဝကြီးကြောင့်လက်တွေ့ဘဝမှာဘလို့ဘေးဒုံခါတွေဆက်တိုက်ဆိုသလိုထိခဲ့တယ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်လာပိုင်းလေးအတွင်းမှာပဲခြေနေတွေကထိမ့်မနိုင်တိမ်မရဖြစ်လာခဲ့တယ်ဇန်နဝါရီမှာ Mobook ဆိုတဲ့ AI social media site တစ်ခုကတကယ်တော့ data ခိုးတဲ့ honeypot ကြီးဖြစ်နေမှပေါ်သွားတယ်ဖေဖော်ဝါရီမှာ npm package တစ်ခု hack ခံရပြီး developer လေးထောင်ရင်ကွန်ပျူတာတွေထဲကို Open Cloud ခိုးထည့်ခံလိုက်ရတယ်မှတ်လိုက်ကတော့ Meta ရဲ့လုံခြုံရေးရရှိချုပ်ကိုယ်တိုင်သူ့ရဲ့ Open Cloud agent ကြောင့် email တွေအဖြစ်ခံလိုက်ရတယ်ပြီးတော့ April လမှာ$1 ဘီလီယံတန်နဲ့ပန်းလင်းလည်မှုကြီးတစ်ခုပေါ်လာခဲ့ပါတယ်တကယ်ပြဿနာအကြီးကဒီမှာစတာပဲခမန်းချေရလေ Open Cloud တုံတဲ့သူ98%လောက်ကဒီ tool ကိုလုံခြုံရေးလုံးဝမရှိတဲ့ပုံစံနဲ့တွင်ပြီးသုံးနေကြတာပြောရရင်
အိမ်တကားမကြီးကိုဟားထိုက်ဖွင့်ပြီးဒုခိုးတွေကိုလာပါပြောလို့ဖိတ်ခေါ်နေတာနဲ့ဘာမှမထူဘူး အဲ့ဒီဩစတြေးလျမှာပြတ်သွားတဲ့ဘန်းလင်လယ်မှုရဲ့ပမာဏကဒေါ်လာ1ဘီလီယံ3.6လုံးနော်ဒီလောက်ကြီးမားတဲ့ငွေကြေးဆိုင်ရာရာဇဝတ်မှုကြီးတစ်ခုလုံးကို AI ကဖန်တီးပေးတဲ့စာရွက်စာတမ်းအတူတွေနဲ့အကောင့်အထည်ဖော်သွားခဲ့တယ်လို့ဆိုပါတယ် အဆိုးဆုံးနဲ့အထင်ရှားဆုံးဥပမာကတော့ Meta ရဲ့လုံခြုံရေးရရှိချုပ်ကိုယ်တိုင်ကြုံလာရတာပဲသူက Open Cloud ကို system တစ်ခုလုံးဝင်ခွင့်ပေးထားတာနောက်ဆုံးမှာတော့သူရဲ့ Open Cloud agent ကသူ့ email ကိုစန့်ကျင်ပြီး email တွေကိုဖျက်ပင်ခဲ့တယ်စဉ်းစားကြည့်လုံခြုံရေးကျွမ်းကျင်သူကိုယ်တိုင်တော့မထိန်ချုံနိုင်ဘူးဆိုမှတော့ကျန်တဲ့သူတွေတော့ဘယ်သူမှမလုံခြုံတော့ဘူးဆိုတာရှင်းသွားပြီပေါ့ ဒီလောက်ဒီပယံပတာဖြစ်ပြီးတော့လူလေးတင်ခန်းဆိုင်ယူသွားကြမယ်လို့ထင်စရာပဲနော်ဒါပေမဲ့တကယ်လက်တွေ့မှာဖြစ်လာတဲ့တုံ့ပြန်မှုတွေကတော့ထင်ထားတာနဲ့တခြားစီပဲတော်တော်လေးထူးဆန်းပြီးစဉ်းစားစရာကောင်းလွန်ပါတယ် ဖန်တီးသူ Peter Steinberger ကတော့ဘလို့တုံ့ပြန်လဲဆိုတော့အခမဝါဒနာရလုပ်တဲ့ project လေးတစ်ခုအတွက်ဒီလောက်အပြောခံရတာတော်တော်ဆိုးတာပဲတဲ့တိုးတက်ကတော့ဒါကဝါဒနာရလုပ်တဲ့ project လေးတစ်ခုပဲဒါပေမဲ့အဲ့ဒီဝါဒနာကကမ္ဘာတဝန်းမှာဒေါ်လာဘီလီယံနဲ့ချီတဲ့ပျက်စီးဆုံးရှုံးမှုတွေကိုဖြစ်စေခဲ့တယ်ဆိုတာကိုတော့မေ့ထားပုံရပဲ ဒါပေမဲ့အဲ့ဒီလိုပြောပြီးတိတ်မကြလိုက်ဘူးကြီးညာချက်အသက်တစ်ခုထွက်လာတယ် The claw belongs to Altman now တဲ့ဟုတ်ပါတယ် OpenAI ရဲ့ CEO Sam Altman က Peter Steinberger ကိုအလို့ခံလိုက်ပြီးအခုတော့ The claw for Altman ရဲ့လက်ထဲကိုရောက်သွားပါပြီ ပိုပြီးအန်အောင်ဖို့ကောင်းတာကဒီလောက်ဘေးဒုက္ခတွေဖြစ်နေတဲ့ကြားထဲမှာတော့ High Train ကအရှင်းနဲ့တက်ဖဲစက်မောင်းနေတော့ပဲ OpenAI က Steinberger ကိုမျိုးဆက်သစ် personal agent တွေအတွက်ဆိုပြီးအလုပ်ခန့်လိုက်တယ် Nvidia နဲ့ Anthropic တို့ကလည်းသူတို့ရဲ့ကိုယ်ပိုင် AI agent project တွေကိုကြီးညာလာကြတယ်တရုတ်မှာဆိုရင်လူတစ်ထောင်နီးပါးတရက်တည်းမှာ Open Claude ကိုသူတို့ laptop တွေမှာသွင်းပေးဖို့တန်းစီနေကြတော့ပဲတဲ့ ဆိုတော့နောက်ဆုံးမပြန်ကြည့်လိုက်ရင်ဒီဇလန်နှစ်ခုလုံးက Open Claude ဆိုတဲ့နည်းပညာအကြောင်းတတ်မဟုတ်တော့ဘူးလုံခြုံရေးဆိုတဲ့အန်ဒီရဲ့ကိုမျက်ကွယ်ပြူပြီး high note ကိုပဲအပြည့်လွှတ်လိုက်တာတဲ့ကျွန်တော်တို့လူသားတွေရဲ့တဘာဝအကြောင်းကိုပို့ပြီးမိမောင်းထိုးပြနေတာဖြစ်နိုင်ပါတယ် ဒါကြောင့်နောက်ဆုံးမှစဉ်းစားစရာမေးခွန်းတစ်ခုကြံခဲ့ပါတယ်တကယ့်ပြဿနာက AI မှာရှိနေတာလားဒါမှမဟုတ်ကျွန်တော်တို့လူတွေမှာပဲရှိနေတာလား